သွားမရှိလို့သွားဆိုင်ချင်တယ်ဆိုတဲ့သူတွေအတွက်ကိုလေသွားဆိုင်လို့ရတဲ့နီလန်လေးတွေရဲ့အားနေချက်အားသာချက်ဘယ်ဟာလေးတွေကအဆင်ပြေမလဲဆိုတဲ့အကြောင်းလေးစဉ်းစားလို့ရအောင်လို့ပြောပြပေးပါမယ်ဆိုတော့သွားဆိုင်တယ်ဆိုတဲ့နေရာမှာအဓိကအဖြစ်ကျမတို့အကြမ်းမြင့်ခွဲမယ်ဆိုလို့ရှိရင်2မျိုးရှိမယ်ပေါ့နော်သွားအရှင်ဆိုင်တာရှိမယ်သွားအသေးဆိုင်တာရှိမယ်ပေါ့သွားအရှင်ဆိုင်တယ်ဆိုတဲ့သဘောကကြတော့မရှိတဲ့သွားနေရာလေးတွေမှာအပြင်ကနေသွားလေးလာပြီးတော့အစားထိုးလိုက်တာသွားတစ်ချောင်းမရှိဘူးဆိုရင်တစ်ချောင်းပဲပြန်ဆိုင်ရတယ်ဆိုလိုတာကမရှိတဲ့အချောင်းရည်အတွက်တိုင်းဆိုင်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကုန်ကြစရိတ်ဒီတက်တာတယ်ဒါသူ့ရဲ့အားသာချက်ဖြုတ်လို့တက်လို့ရနေတဲ့အရှင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုဒီစိတ်ကြိုက်သူ့ကိုဖြုတ်ပြီးတန်ရှင်းရေးကောင်းကောင်းလုပ်လို့ရတယ်အားနေချက်ကကြတော့ဖြုတ်လိုက်တက်လိုက်လုပ်ရတဲ့ကောင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့နည်းနည်းလေးစားတဲ့ဝါတဲ့နေရာမှာလှုပ်တလို့လေးရှိတယ်ပေါ့နောက်တစ်ခုကပါဇက်ထဲမှာအပြားလေးတစ်ပြားရှိနေမယ်ရှင်ဖြစ်တဲ့အခါကျတော့ဖုံးပေါ်မှာဘေးကသွားတွေပေါ်မှာမိတွေ့ထားရတဲ့စိတ်ပိုင်းလေးရှိတယ်အဲ့ဒါကပါဇက်ထဲမှာအစပိုင်းမှာဆိုလို့ရှိရင်နေရတာခုလူခုလူနဲ့မနေတတ်တာမျိုးဖြစ်တတ်တယ်ဒါကသူ့ရဲ့အားနည်းချက်ပေါ့နော်အဲ့ဒီအရှင်စိုက်တယ်ဆိုတဲ့နေရာမှာမှပစ္စည်းမျိုးစား3မျိုးလောက်အကြမ်းမြင်ကျမတို့ရွေးလို့ရတယ်ပထမဆုံးတစ်ခုကရိုးရိုးအန်ကတ်ပေါ့ဒါလူတိုင်းမြင်နေကြပဲတန်ချိတ်ကလေးပါမယ်ပန်းရောင်ပြားလေးနဲ့ပေါ့ဒုတိယအန်ကတ်ကကြတော့ flexible လို့ခေါ်တဲ့အန်ကတ်ပြော့နံပါတ်3ကကြတော့ scale denture လို့ခေါ်တဲ့တတုအန်ကတ်ပေါ့နော်ရိုးရိုးအန်ကတ်နဲ့အန်ကတ်အပြော့သည်တဖုံးသားပေါ်မှာငင်းခုံကြီးတင်တယ်လို့လေဒီလိုလေးတင်ထားလိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရိုးရိုးအန်ကတ်ကောအန်ကတ်အပြော့သုံးပါများရင်ကြာကြာနေရင်တဖုံးရိုးကနှိမ့်သွားတတ်တယ်အောက်ကိုချိုင်ချိုင်လာတတ်တယ်ဆိုတော့ကြာရင်ချောင်းချောင်းလာတာပေါ့နော်တတုအန်ကတ်ကကြတော့ဘေးကသွားလေးတွေပေါ်မှာသူကလှမ်းပြီးတော့ချိတ်ထားလိုက်တယ်ဖတ်ထားလိုက်တယ်ပြသွားတွေပေါ်မှာအာယူထားတာမျိုးပေါ့နော်တတုအန်ကတ်ကိုရေရှည်သုံးမယ်ဆိုရင်ဘေးသွားလေးတွေတော့ကောင်းဖို့လိုတယ်ပေါ့နော်ဘေးသွားလေးပေါ်မှာအားပြရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူဒီတဖုံးကအရှိကအန်ကတ်ပြောနေရိုးအန်ကတ်လိုမျိုးအလွယ်တကူနှိမ်သွားတာမျိုးမရှိတော့ဘူးရေရှည်အတွက်ပိုကောင်းတယ်တက်ရချွတ်ရတဲ့ခါမှာအရှိကနှစ်ခုတက်ဆိုင်နည်းနည်းလေးပို့ပြီးတော့နေရတာတင်းတင်းကက်ကက်ရှိတယ်ပေါ့နော်ဝါလို့ပြုလို့ပို့ပြီးတော့ကောင်းတယ်ဒါပေမဲ့သူ့မှာအားနည်းချက်ကကြတော့ကုန်ကြစည်အနေနဲ့များတယ်ရှိကအန်ကတ်တက်စားလို့ရှိရင်ပေါ့နော်အားသေးဆိုင်တာကကြတော့တော်တော်များများလည်းသိတယ်ပေါ့နော်မရှိတဲ့နေရာလေးရဲ့ဘေးတစ်ဖက်တစ်ချက်စီကသွားတစ်ချက်တစ်ချောင်းစီကိုနည်းနည်းလေးသေးတော့အောင်တွေးလိုက်တယ်တရားထိုးပြီးစိုက်တဲ့နီးလို့ခေါ်တာပေါ့နော် dental bridge လို့လည်းခေါ်တယ်သူ့ရဲ့အားသာချက်ကစိုက်ပြီးတာနဲ့ကိုယ့်ရဲ့လက်ရှိမူလသွားတွေလိုမျိုးပဲပုံမှန်တိုင်းစားလို့ပါလို့ရတယ်ပေါ့နော်တိတ်ပြီးတော့ထူးပြီးအရင်မတိတာနေဘူးဒါပေမဲ့လို့အားနည်းချက်အနေနဲ့ဆိုရင်ဘေးကသွားတွေကိုနည်းနည်းလေးသေးအောင်တွေးလိုက်ရတယ်သွားကောင်းနေရဲ့ကြွေလွှာတွေပါသွားတယ်ကျမတို့သွားရရဲ့ကြွေလွှာတွေဆိုတာကဘယ်တော့မှအတူလိုက်လို့လည်းမရအစားထိုးလို့လည်းမရတဲ့ကြွေလွှာတွေဖြစ်တဲ့ကြောင့်ကျမတို့ကတော့အဲ့ကြွေလွှာတွေကိုတိတ်နှမျောတာပေါ့နော်ဒါပေမဲ့တချို့လူတွေကကြတော့အသေးဆိုင်ချက်နဲ့ဖြုတ်လိုက်တက်လိုက်တယ်မကြိုက်ဘူးဆိုတဲ့သူတွေတော့ကတော့ဒီလိုမျိုးတရားထိုးပြီးစိုက်တာလေးကသူတို့ရွေးချယ်လို့ရတယ်ပေါ့ဟုတ်ပြီတရားထိုးပြီးစိုက်တာကတစ်ချောင်းမရှိရင်တစ်ဖက်တစ်ချောင်းတွဲရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တစ်ချောင်းမရှိရင်အနည်းဆုံး3ချောင်းစိုက်ရမယ်နှစ်ချောင်းမရှိရင်4ချောင်းပေါ့တကယ်လို့အချောင်းရည်များသွားရင်တွဲရတဲ့သွားကလည်းပို့ပြီးတော့များသွားတတ်တယ်ဆိုတော့ကုန်ကြစရိတ်ဒီနောက်ကလိုက်လာတယ်ဒါသူ့ရဲ့အားနည်းချက်ပေါ့နော်နောက်တစ်ခုကကြတော့အောက်ကသဖုံးတွေပေါ်မှာတောက်လျှောက်ကြီးသူကဖိထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သဖုံးရောင်နာမျိုးလေးတကယ်လို့တန်ရှင်းရေးအားနေတယ်အစာတွေကိုကောင်းအောင်မထုတ်နိုင်ဘူးဆိုလို့ရှိရင်သဖုံးရင်းလေးတွေမှာရောင်နေတာတွေကြွလာတာတွေဒါဖြစ်တတ်တယ်ပေါ့နော်ဒါလေးတစ်ခုတော့ရှိတယ်ဆိုတော့ကိုနဲ့ဘယ်ဟာအဆင်ပြေမလဲပေါ့နော်